ကျွန်တော်အခုမှသင်တန်းစတက်တဲ့first time နဲ့ညီညီမတွေကိုအချိန်ပြန်ပေးချင်တာပေါ့နော်အချိန်ပြန်လေးပေါ့အချိန်ပြန်ပေးချင်တာကောင်းနေဆိုရင်တော့မှတ်ထားဖို့နော်အခုမကြိုက်ဆိုလည်းကြော်သွားပေါ့ဒီနေ့ဒီဘက်ခေတ်မှာဒီပညာသင်တဲ့သူနေရဆိုတော်တော်များများမသိဘူးနေရဆိုတော်တော်များများမသိဘူးပေါ့နော်ဘာလို့မသိလဲသူတို့ကကြော်ညာကောင်းတာလိုက်များတာပဲသူကသွားပြီးသင်တန်းကိုသွားတက်နေတာပေါ့နော်ကျွန်တော်ဒါလေးကိုကျွန်တော်စင်ကောင်းဖြစ်မိလို့ဒါကျွန်တော်အတွေးပေါက်လို့ဒါလေးကိုပြပြပေးရဖြစ်ပါတယ်။လိုင်များတာတို့အပြောကောင်းတာတို့ကိုမကြည့်ပါနဲ့သူ့ရဲ့ဒီเจ้าမှာထွက်လာတဲ့တင်နန်းသားရဲ့အရေးချင်းကိုလိုက်ပြီးတော့စုံစမ်းမှာဖြစ်ပါတယ်ပေါ့နော်။အခုကျွန်တော်တွေ့ကြုံတာလေးကိုပြပြမယ်ကျွန်တော်ဆိုင်မှာဆိုရင်လာလျှောက်ကြတယ်ဘယ်တင်နန်းဆင်းလာတယ်ပေါ့နော်။သူတို့ကိုကျွန်တော်အင်တာဗျူးဖြေလိုက်တယ်ဟိုဒွါတော်ကောင်းကောင်းမကန်တတ်ဘူးပေါ့နော်။ဒါဆိုရင်တော့ဒါတင်နန်းတင်တာပဲမှားလို့လားကိုကပဲသွားတင်လို့လိုက်နိုင်မှုမကောင်းလို့လားပေါ့နော်ဒါစဉ်းစားကြရှိရပေါ့နော်ဒါကြောင့်မလို့တင်တဲ့ခါမှာလည်းပဲတိတိကျကျနေရသူတွေပြီးတော့အခုမှစပြီးတော့ဒီပညာတင်မဲ့လူတခြားလေးစုံစမ်းပြီးမှတင်တဲ့ကြောင်းတက်ပါလို့ကျွန်တော်ဒီနေ့ဒါအချိန်လေးတွေ့ရပါတော့ရန်ကုန်မြို့မှာဆိုရင်တင်တဲ့ကြောင်းကကောင်းတာတစ်ကြောင်းလောက်ပဲရှိတယ်အများကြီးမရှိဘူးအဲဒီကြောင်းကလည်းစုံစမ်းပေါ့တခြားဆုံးလူတွေတို့အခုမှစတဲ့မဲ့ဒီပညာတင်တဲ့ညီမငယ်လေးတွေအတွက်ဒါအချိန်ပေးတာပေါ့နော်ဒါကြောင့်မို့တခြားလေးစုံစမ်းပြီးတော့တက်ပါနောက်မှဆိုရင်ငွေပုံနဲ့အချင်းပုံနဲ့ဘာမှမတက်ဘူးဘာမှမထူးခြားဘူးเนาะဒါလေးကိုပြပြတင်တာပါတင်တန်းကျွန်တော်မေးရပေါ့နော်ဆရာတို့တင်တန်းမဖွင့်ဘူးလားဆိုတော့တင်တန်းဖွင့်တော့ဖွင့်တယ်ကျွန်တော်တို့ဖွင့်ဖို့တော့ရှိပါတယ်ပေါ့နော်ဒါပေမဲ့တင်တန်းဖွင့်တဲ့အခါကျရင်တော့လာတက်ချင်တက်ချင်တယ်ဆိုရင်တော့ဆရာတို့ဒီတက်တော့ပေါ်မှာလာပြီးတော့မေးမြန်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ဆရာတို့ကတော့တခြားတက်အောင်တင်တဲ့ကြောင့်ဖြစ်ပါတယ်တကယ်လို့ဖွင့်ပြခဲ့ရတယ်ပေါ့နော်လူမျိုးကြီးတရုတ်တရားပြီးတော့ဆိုတော့တင်တန်းသားအတက်တင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့တင်တန်းတက်မယ်ဆိုလို့ရှိရင်တိတိကျကျစုံစမ်းပြီးတော့တက်ပါနေရသူတွေဆိုဒီထားပြီးတက်ပါသူများပြောတာကိုမယုံမှနဲ့သူများပြောတာမယုံမှနဲ့ပေါ့နော်ကိုယ်တိုင်တိတိကျကျစုံစမ်းမှာတင်တန်းကြောင်းကဆရာရင်လာပြီးဆွေးနွေးပါအချိန်ကြာသွားလုံးရင်လည်းမတက်ဘူးအရင်မြင်လည်းမတက်ဘူးဒါကြောင့်မို့တင်တန်းတက်တဲ့ခါမှာတခြားလေးမြင်ပါလို့ဒါလေးကိုအကျဉ်းပေးပါတယ်နေရလူတွေအခုမှတက်ပြီးဒီထားပြီးတက်ပါတင်တန်းကြောင်းမှမပြန်ရွေးချယ်ပါဈေးပိုးတာကိုလည်းမတက်ပါနဲ့နော်ဈေးအရင်ပိုးလို့မတက်ပါနဲ့အနည်းဆုံးတင်တန်းကြောင်းဆိုရင်340 50ဝန်းကျင်တင်တန်းကြောင်းတွေတက်ဒါပေမဲ့အဲ့ခါမှာလေးကိုယ့်ရဲ့အုံနောက်ကတခြားရွေးချယ်မှာဖြစ်ပါတယ်ပေါ့နော်ဈေးကြီးလို့လည်းကောင်းတာလည်းမဟုတ်ဈေးကြီးတဲ့နဲ့ကောင်းတာလည်းမဟုတ်ဈေးပေါ်တိုင်းကောင်းတာလည်းမဟုတ်ဘူးเนาะဒါပေမဲ့ဒါလေးကိုပြည့်ချာလေးရှင်းပြပေးရပါတော့เนาะတကယ်လို့တင်တန်းတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကျွန်တော်ဒီကွန်မန့်မလာဒီ message မှာလာပြီးနေကျွန်တော်တက်နေဆိုဖြေချပေးမယ်เนาะကဲအားလုံးအကျိုးရှိမယ်လို့ထင်ပါတယ်ပေါ့เนาะအားလုံးကျေးဇူးတင်ပါတယ်